ကမ္ဘာဆေးနဲ့အတူပြင်ပရွှေဆေးအတက်အကျဖြစ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကမ္ဘာရွှေဆေးနဲ့အတူပြည်တွင်းပြည်ပဆေးတွေပါအတက်အကျဖြစ်နေတယ်လို့ဈေးကွက်ထဲကသိရပါတယ်။ပြီးခဲ့တဲ့တောက်ကြနေ့နဲ့နှိုင်းရှင်ပါကကမ္ဘာရွှေဆေးတောင်စားကို$12အထိကျဆင်းနေပြီးယမန်နေ့ကနဲ့နှိုင်းရှင်ရင်တော့တောင်စားကို$86အထိပြန်လည်မြင့်တက်လာပါတယ်။ဓာတ်ထုရွှေရည်ညွှန်းဆေးသတ်မှတ်ရေးကော်မတီရဲ့ဒီကနေ့သတ်မှတ်ရည်ညွှန်းဆေးကတော့တစ်ချက်သားကို$59,900နဲ့သတ်မှတ်ထားကဈေးငိမ်နေပြီးပြင်ပရွှေဈေးကတော့ပြီးခဲ့တဲ့တောက်ကြနေ့နဲ့နှိုင်းရှင်ပါကတစ်ချက်သားကို$2,000ကနေ$3,000အကြားကျဆင်းလာသလိုယမန်နေ့နဲ့နှိုင်းရှင်ပါကတစ်ချက်သားကို$6,000စီပြန်လည်မြင့်တက်လာပါတယ်။ပြည်တွင်းငွေလဲနှုန်းကတော့အမေရိကန်ဒေါ်လာကို$4,050ကျပ်အထိရှိနေပြီး30ကျပ်ဝန်းကျင်အထိသာအသက်ကျဖြစ်နေပါတယ်။ကမ္ဘာရွှေဈေးဟာဒီကနေ့မှာတောင်စားကို$4,348ရှိနေပြီးပြည်တွင်းပြည်ပရွှေပေါင်းဈေးကတော့အခောက်ရွှေစနစ်ဟောင်းတစ်ချက်သားကို$88,100စနစ်တစ်ချက်သားကို$86,900အထိဈေးနှုန်းအသီးသီးရှိနေပါတယ်။ရွှေဈေးကွက်ထဲမှာတော့ဝယ်သူထက်ရောင်းသူပိုများနေတယ်လို့ရွှေဈေးအတက်ကျရှိနေတာကြောင့်အဝယ်မမားကြပဲသတိပြုကြဖို့ကိုလည်းဈေးကွက်ကျွမ်းကျင်သူတွေကသတိပေးထားပါတယ်လို့သိရပါတယ်ရှင်။